วัสดีครับอาลงไม่เป็นกลาบะဒီကနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကထိုင်းလိုလူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းခေါ်ဝေါ်တွေကိုမျှဝေပေးမှာဖြစ်ပါတယ်ခန္ဓာကိုယ်အစိတ်ပိုင်းခေါ်ဝေါ်တွေအားလုံးကိုတစ်ခါတည်းတင်ပေးမယ်ဆိုရင်နည်းနည်းများတယ်เนาะအဲ့တော့ကြတော့ကျွန်တော်နှစ်ပိုင်းသို့မဟုတ်သုံးပိုင်းခွဲပြီးတော့တင်ပေးမယ်ဒါကတော့ပထမပိုင်းပေါ့เนาะကျွန်တော်တို့ပထမအဦးဆုံးခေါင်းကနေစမယ်ခေါင်းဆိုလို့ရှိရင်ဟူဝါလို့ခေါ်တယ်เนาะဟူဝါဆိုတဲ့စကားလုံးကလူရဲ့ခေါင်းကိုသုံးလို့ရတယ်လို့ဥပမာကားခေါင်းနတ်ခေါင်းရေပိုက်ခေါင်းเนาะတလိษံတွေရဲ့ခေါင်းအဲ့လိုမျိုးခေါင်းတွေအားလုံးကိုဟူဝါဆိုတဲ့စကားလုံးနဲ့သုံးလို့ရပါတယ်တကယ်လို့လူရဲ့ခေါင်းကိုပဲတီးတန့်ပြောချင်တယ်ဆိုရင်တော့စီစာဆေးရုံဆေးကန်းတွေမှာလည်းဒီစကားလုံးကိုပဲအသုံးများပါတယ်စီစာဦးခေါင်းလို့ပြောတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့သပင်ကိုပြောမယ်သပင်ဆိုလို့ရှိရင်ဖုံဒီဖုံဆိုတဲ့စကားလုံးကကျွန်တော်ဆိုတဲ့စကားလုံးနဲ့ရေးတာလည်းတူတယ်အတန်ထွက်တာလည်းတူတယ်เนาะဒါကသပင်လို့လည်းအဓိပ္ပာယ်ရတယ်လို့ကျွန်တော်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်เนาะဒါကအချိန်ဒီပေါ်မူတည်ပြီးတော့ကျွန်တော်တို့သုံးရမှာဖြစ်တယ်နောက်တစ်ခုကမျက်နှာဆိုလို့ရှိရင်နာဒီနာဆိုတဲ့စကားလုံးကရှေ့ကိုလည်းပြောတယ်เนาะမျက်နှာကိုကြတော့ဘိုင်နာလို့ခေါ်တယ်เนาะဘိုင်နာမျက်နှာတစ်ခုလုံးကိုဘိုင်နာပြီးတော့နဖူးကိုနာဖာမျက်ခုံးကိုကျူမျက်လုံးဆိုလို့ရှိရင်ตาမျက်လုံးကိုตาနှာခေါင်းဆိုလို့ရှိရင်จมูกပြီးတော့နားကိုဟူပါးစပ်ကိုကြတော့ပါပြီးတော့သွားကိုကြတော့ฟันပြီးတော့ယောက်ျားလေးတွေမှာဆိုရင်နှာခမ်းမွေးတွေပါတတ်တယ်เนาะအဲ့နှာခမ်းမွေးကိုကြတော့နွတ်ပြီးတော့ကြတော့ပတိုင်းမွေးကိုကြတော့နွတ်คลาวနှစ်မျိုးလုံးပြောလို့ရတယ်နွတ်คลาวရေးတဲ့နေရာမှာ crow လို့ပြောပြီးတော့ပြောတဲ့နေရာမှာ cloud လို့ပြောလို့ရတယ်เนาะပြီးတော့ကျွန်တော်တို့မေးစေဆိုလို့ရှိရင်คางပြီးတော့လယ်ပင်ကိုခေါ်ပခုံးကြတော့လိုက်လို့ခေါ်ပါတယ်เนาะဟုတ်ပါပြီဗီဒီယိုရမ်းရှည်နေလိုက်မယ်เนาะနောက်ထပ်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်ကျွန်တော်ရဲ့ page အသစ် channel အသစ်လေးဖြစ်လို့တကယ်လို့ Facebook ကကြည့်နေတယ်ဆိုလို့ရှင်လည်း like နဲ့ follow လေးပေးခဲ့ဖို့တောင်းဆိုပါတယ်တကယ်လို့ YouTube ကကြည့်နေတယ်ဆိုလို့ရှင်လည်း subscribe လေးနှိပ်ခဲ့ဖို့ notification ခေါင်းလောင်းလေးနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာสวัสดีครับမင်္ဂလာပါအားလုံးကြားမှာပျော်ရွှင်ကြပါစေခင်ဗျာ